ဝန်ချန်ပီယံရှစ်မှာပွဲထွက်လာတော့မဲ့ကျော်တော်ဝင်အားလုံးပဲမင်္ဂလာပါနော့ကော့ပန့်ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဖက်တက်ကလပ်မှာလေ့ကျင့်နေတဲ့ကျော်တော်ဝင်ကတော့2026ဇန်နဝါရီလထဲမှာပဲပွဲထိုးဖို့အတွက်ဖြစ်လာပါပြီဝန်ချန်ပီယံရှစ်ပွဲဥထွက်အတွက်ကကျော်တော်ဝင်အနေနဲ့လာမဲ့လမှာထိုးဖို့အတွက်စာချုပ်မှာလက်မှတ်ထိုးပြီးမလို့မြန်မာပြည်သက်တွေအမှန်ကန်အားပေးရမယ့်ဖိုက်တာကိုမကြခင်ဝန်ချန်ပီယံရှစ်စင်မြင့်ထံမှာမြင်တွေ့ခွင့်ရတော့မှာပဲဖြစ်ပါတယ်ပြိုင်ဘက်ကိုတလားလိုလောက်ထဲကကြိုတိထားတာဖြစ်လို့ပြင်ဆင်ချိန်လည်းရထားတယ်နောက်ပြီးပြိုင်ဘက်ကမြန်မာဖိုက်တာနဲ့လည်းထိုးဖို့တာဖြစ်လို့ကျော်တော်ဝင်းအတွက်ကလုံလောက်တဲ့ပွင့်ချစ်ခံမှုမျိုးလည်းရနိုင်မယ်လို့ထင်တယ်လက်သီးပိုင်းကိုအသားပေးပြီးကစားတဲ့ကျော်တော်ဝင်းတယောက်ကတော့ဒီပွဲမှာကေကိုနိုင်ပွဲမျိုးစွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့မြန်မာပြည်သက်တွေရဲ့အားပေးမှုကအမြင့်ဆုံးရောက်သွားနိုင်ပါတယ်ဒါပေမဲ့ပြည်သက်တွေအများကြီးမျှော်လင့်ထားတဲ့ကစားသမားတွေ PR တွေဖြစ်နေမှာကိုလည်းစိတ်ပူမိသလိုဝန်ချန်ပီယံရှစ်မှာပထမဆုံးထိုးမှာဖြစ်လို့အတိုင်းအတာတစ်ခုတည်းတော့စိတ်လှုပ်ရှားမှုတွေဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်ကျော်တော်ဝင်းကတော့အကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးဖြစ်အောင်စွမ်းဆောင်ပြီးနိုင်ပွဲရယူနိုင်မယ်လို့ထင်ပါတယ်ဆိုတော့မြန်မာဖန်တွေနဲ့ယင်းနေပြီးသားလည်းဖြစ်တယ်မြန်မာဖိုက်တာရင်းနဲ့လည်းထိုးဖို့တယ်ဆိုတော့ပြိုင်ဘက်ကသူဖြစ်နေမယ်လို့ထင်လဲကိုပိုင်ထမီယူစချက်လေးတွေအောက်က comment မှာမှတ်ခဲ့ပြလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်